အသင့်တက်နေလို့ရတဲ့ကော်ဖီဆိုင်လေးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်နောက်တာပါအရန်လှတဲ့အင်္ဂလိပ်မျိုးတင်စားပြီးပြောခြင်းဖြစ်ပါတယ်ရန်နာမအစအစိမ်းအောင်လေးနဲ့တဘာဝနဲ့နီးစမ်းအောင်လို့တေချာလေးပြင်ဆင်ပေးထားတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့ကိုကော်ဖီဆိုင်နဲ့ရောက်သွားသလို feeling မျိုးပေးတယ်ကဲကိုလှပနေအောင်အလှဆင်ထားပြီးတော့လူကြီးမျိုးအိမ်ကိုဝယ်ထားပြီးတော့မနေဘဲနဲ့ဓာတ်ပုံရိုက်ဖို့တီးတန့်ငှားစားရင်တော့စီးပွားဖြစ်တယ်ဗျာဟိုတယ်တစ်ခုစီရောက်သွားတဲ့ feeling မျိုးကိုပေးမှာ TV စင်တွေကအစတေချာတက်သားလေးနဲ့ customize လုပ်ပေးထားတာတွေ့ရတယ်ဒီမိန်းကုန်တွေပါတယ်အစ cup နဲ့ထည့်မြုပ်ပေးထားတာအရန်သဘောကျဖို့ကောင်းတယ်ဒီ space လေးတွေဆိုလို့ရှိရင်တကယ်ကို coffee ဆိုင်ရောက်သွားတဲ့ feeling မျိုးပေါ့ဗျာအိမ်မှာနေချေးလို့ရတဲ့အနေအထားမျိုးဖြစ်အောင်လို့တေချာပြင်ဆင်ပေးထားတယ်အဲကုန်းက3လုံးပါမယ်သူထည့်ပေးထားတဲ့ pre ball ကားတွေနဲ့ဒီကျွန်တော်တို့အိမ်မှာသုံးဝင်မဲ့ပစ္စည်းတွေအားလုံးကတကယ်လိုချင်စရာကောင်းတယ်တကားတွေကစလိုက်ရောတကားတွေတက်ဆယ်ပေးထားပြီးတော့အိတ်ခမ်းနှခမ်းပါမယ်အိတ်ခမ်းနှခမ်းထဲမှာပါ pre ball ကအစုံထည့်ပေးထားပြီးတော့လူချင်းမျိုးဟိုတယ်လိုမျိုးကိုယ့်အခန်းမှာနေနိုင်မှာဖြစ်တယ်ပေါ့နော်နှစ်ယောက်အိတ်ကလေးတွေနှစ်ယောက်အိတ်မှုရတယ်အခုပြထားတဲ့ပစ္စည်းတွေအကုန်လုံးလက်ဆောင်ထားပေးခဲ့ပါတခမ်းပဲပါလာလားဆိုတော့မဟုတ်ဘူးပေါ့သူကနှစ်ခမ်းလုံးမှာကိုတေချာလေးထည့်ပေးထားတာရှောက်လန်းတွေကအစကြကြဝင်းရှိပြီးတော့ဒီသူကနှစ်ခမ်းလုံးမှာဒီ pre ball ကတွေထည့်ပေးထားတာနဲ့ဒီအိမ်ကတော်တော်တန်နေပြီဒီအိမ်လေးကဗန်ချိတ်ရတယ်ဗျာ6ထက်တိုက်ရဲ့9လွာ18ပေ54ပေဖြစ်ပါတယ်နောက်တစ်ခုကကျတော့နှစ်ဖန်လုံးကဘေးတဲ့အနေဖြစ်တဲ့အတွက်လူဝင်လေးတွေအရန်ကောင်းမယ်လူကြီးမျိုးလာကြည့်တဲ့နေတယ်ပါတယ်ဈေးနှုန်းလေးက2690ဟိုမှာတိုက်တက်တန်လေးကတော့6နဲ့9နဲ့ဝင်းကျင်လောက်ရှိပြီသူကဒီတရေခစ်တရလမ်းကျယ်ပေါ်မှာဖြစ်ပြီးတော့ပေးရလမ်းကျယ်တောင်းတိုင်တာဖြစ်တယ်တောင်းကလာပါမျိုးနဲ့9ရက်ခွက်မှာဖြစ်ပါတယ်ဘာတစ်ခုမှလူလေသေးမရှိအောင်တေချာလေးပြင်ဆင်ပေးထားတယ်ဘေးစင်နေဝိချော်သက်အတွက်ရေဝင်ရေထွက်တွေကအစားတေချာလေးလုပ်ပေးထားတယ်ဘိုးတိုင်းဆိုသူအသက်လဲပေးထားတာဖြစ်ပါတယ်မီးဘိုကမ်းမှာမပါမဖြစ်တဲ့မီနီဘားကောင်တာလေးလည်းပါတာကြောင့်လူတိုင်းမကြိုက်တဲ့လူမရှိပါဘူးခင်ဗျာအမြန်လာကြည့်ဖို့ဖိတ်ခေါ်ပါ